စစ်ကောင်စီဘက်ကသူကတေချာပေါက်ပြောမဲ့ဟာအခုဆိုရင်တော့မှပဲပြောတာရှိတယ်ဗောနော်မဟုတ်ဘူးဒါကလိုအပ်လာပြီဆိုရင်နင်တို့ပါဝင်တိုက်ရမယ်ဒီရဲမေတွေဗောနော်စစ်သားမိသားစုတွေလိုအပ်လာပြီဆိုရင်နင်တို့ပါဝင်တိုက်ရမယ်ငါတို့ကသွားမတိုက်လို့လည်းမရဘူးသွားတိုက်ရင်လည်းမနိုင်ဘူးသွားတိုက်ပြန်ရင်လည်းငါတို့ဟာတွေပါထပ်ပါနေတယ်ဆိုတဲ့အနေထားကိုသူတို့ကြုံတွေ့နေရတာဖြစ်တယ်ဗောနော်ဒီနေ့လဲကျွန်တော်တို့ထူးခြားဖြစ်စဉ်တွေရှိတယ်ထူးခြားအကြောင်းအရာတွေရှိတယ်တောင်မုံရေတက်နာကအာခတ်တော်အင်းနဲ့စစ်ကောင်စီရဲ့တိုက်ပွဲတွေအကြောင်းတွေလည်းရှိသလိုဗောနော်ဒီတိုက်ပွဲတွေတွဲမှာဘာတွေထူးခြားမှုတွေရှိတယ်လဲအေးကဘလိုခြေလန်းနေလှမ်းနေတယ်လဲစစ်ကောင်စီဘက်ကရောဘလိုပုံစံမျိုးနဲ့ခုခံပြင်ဆင်နေရတယ်လဲဆိုတဲ့အကြောင်းအရာတွေလည်းပါမှာဖြစ်သလိုပြီးရင်ဒီဥဒေဇရဲ့တာထူးထက်ဒေဇဗောနော်သူ့ကိုစစ်မှုထမ်းမှုစင့်ခေါ်ခံရပါတယ်ဆိုတဲ့အကြောင်းအဲ့အကြောင်းရဲ့နောက်ဆက်တွဲအကြောင်းအရာတွေလည်းကျွန်တော်တို့ထပ်ပြီးတော့တွေ့ရရှိတယ်သတင်းတွေတက်လာရလည်းရှိတယ်ဗောနော်ပထမဆုံးတော့ဒါစစ်မှုထမ်းအပတ်စဉ်25မှာစစ်ကောင်စီနဲ့ရင်းနှီးပါတယ်ဆိုတဲ့ဒီခရိုနီတထေးကြီးဗောနော်ဥဒေဇရဲ့တာဖြစ်တဲ့သူထူးထက်ဒေဇကိုဒါစစ်မှုထမ်းမှုခေါ်တဲ့အကြောင်းကတော့အားလုံးသိပြီးဖြစ်လိမ့်မယ်ဗောနော်ဒါနဲ့ပတ်သက်လို့အမျိုးစုံပြောဆိုနေကြရလည်းရှိတယ်ဒီတင်းထွက်ပေါ်လာချင်းမှာပဲဗောနော်ရှုတော့မျိုးစုံဝေဖန်မှုမျိုးစုံပေါ့နော်ဒီလိုမျိုးပုံစံမျိုးနဲ့ပြောဆိုနေကြရလည်းရှိတယ်တချို့ကြတော့လည်းအားရဝမ်းသာနဲ့ပြောကြတယ်ပေါ့နော်အခုတော့မှတ်ပြီလားဆိုတဲ့ပုံစံမျိုးတွေပြောကြတယ်အာနာရှင်ကတော့အကုန်လုံးပါပဲဆိုတဲ့သဘောမျိုးတွေလည်းပြောကြရရှိတယ်အာနာရှင်နဲ့ပေါင်းနေတယ်ဆိုပေမဲ့လည်းဒီလိုမျိုးပေါ့နော်အဖိနှိတ်ခံဘွားကနေလွတ်မှာမဟုတ်ဘူးဆိုပြီးတော့ပြောဆိုကြရလည်းတွေ့ရပါလိမ့်မယ်ပြီးတော့ဒီလိုမျိုးစစ်မှုထမ်းခေါ်ခံရတယ်ဆိုပေမဲ့သူ့ရဲ့သားကပေါ့နော်ခရိုနီရဲ့တထေးဖြစ်နေတယ်လက်ရှိမင်းအောင်လှိုင်တို့အုပ်စုနဲ့လည်းရင်းနှီးတဲ့ဆက်ဆံရေးရှိနေတာဖြစ်တဲ့အတွက်ဆိုပြီးတော့တကယ်စစ်မှုမထမ်းရပါဘူးလို့ပြောနေကြတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဒါပေမဲ့ဒါအမျိုးစုံပေါ့လေနော်အဲ့တော့အဲ့ဒီဟာရဲ့ဒါနောက်ဆက်တွဲပေါ့နော်အဲ့ဥစ္စာနဲ့ပတ်သက်လို့ထပ်ပြီးတော့သိရပါတယ်ဆိုတဲ့အကြောင်းအရာတစ်ခုဒီနေ့သတင်းမှာတက်လာတယ်အဲ့ဒါကတော့ DVB မှာတက်လာတယ်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့နေတဲ့စာတွေကပေါ့နော်ဒီခုနစစ်မှုထမ်းဆင့်ခေါ်တယ်ဆိုတဲ့စာတွေကအတုမဟုတ်ဘူးဆိုတဲ့အကြောင်းလည်းဒါပြောထားရတယ်ပေါ့နော်ဒါအတုမဟုတ်ဘူးတကယ်အစစ်မှန်ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကမာရွတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကောင်းမြတ်သူကိုယ်တိုင်ကလက်မှတ်ထိုးထားတဲ့စာအစစ်ဖြစ်တယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့ထပ်ပြီးတော့သိရတာရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့စစ်မှုထမ်းမှုအတွက်ဒါထူးတဲ့ဒေသနေရာမှာမေ12ရက်နေ့ကကမာရွတ်မြို့နယ်6ရက်ကွက်ပြည်ရိပ်မွန်အိမ်ယာနီးကပေါ့နော်ဒါဖမ်းဆီးမိတဲ့လူငယ်တယောက်နဲ့စစ်ကောင်စီရဲ့အဖွဲ့ကဒီထူးတဲ့ဒေသနေရာမှာအစားထိုးပေးလိုက်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ငွေကြေးရယူပြီးတော့အစားထိုးပေးလိုက်တယ်ဆိုတဲ့ဟာမျိုးထပ်ပြီးတော့သတင်းထွက်ပေါ်လာတယ်ပေါ့နော်အဲ့တော့ဒီလိုပဲသွားမှာပါပဲပေါ့နော်အဲ့တော့ဒီလိုမျိုးဖြစ်စဉ်နဲ့ပတ်သက်လို့ဒါစစ်တပ်ထွေအုပ်ရဲဒီအဖွဲ့တွေကငွေရဖို့အတွက်ပေါ့နော်ဒါတထေးသားသမီးတွေကိုစင့်ခေါ်စာတွေပို့တယ်အဓိကတော့ခုနပြောသလိုပေါ့နော်ဒါလာပြီးတော့စစ်မှုထမ်းရမယ်ဘယ်နေ့ဘယ်ရက်ရောက်သတင်းပို့ပေးပါဗာညာဆိုတဲ့ပုံစံမျိုးစာတွေပို့ကြတယ်အဲ့လိုပို့တာရဲ့ရည်ရွယ်ချက်ကခုနလိုငွေလိုချင်လို့ဖြစ်တယ်ငွေရချင်လို့ဖြစ်တယ်အဲ့လိုမျိုးပို့ပြီးတာနဲ့လူစားထိုးပေးမယ်ပတ်စံယူမယ်အဲ့ဒီတထေးသားတွေနေရာမှာဒါမရှိစင်းရဲသားတွေအဖမ်းခံရပြီးတော့ရောင်းစားခံရမယ်ဒီသဘောပါပဲဆိုပြီးတော့ဒါပြောကြတဲ့သူတွေလည်းရှိကြတယ်ပေါ့နော်အဲ့လိုပုံစံမျိုးသတင်းတက်လာတာဖြစ်တဲ့အတွက်ဒါလည်းဟုတ်နိုင်ခြေရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့အခုစစ်ကောင်စီဘက်မှာရှိပါရဲဆိုတဲ့ဒီထွေအုပ်ပဲဖြစ်ဖြစ်ရဲပဲဖြစ်ဖြစ်စစ်သားပဲဖြစ်ဖြစ်အခုလက်ရှိနိုင်ငံရဲ့အခြေအနေအရသူတို့ကကိုကြိုးရှာဖို့အတွက်အကောင်းဆုံးအနေထားဖြစ်နေတာအဲ့လိုမျိုးအနေထားကြောင့်မလို့လဲအခုလိုမျိုးစာတွေပို့မယ်ဒါတက်နိုင်ပါလေဆိုတဲ့သူတွေပေါ့နော်ဒါခုနလိုတထေးသားတွေပေါ့နော်အဲ့လိုလူမျိုးတွေကိုသူတို့မတရားတစ်ဖြင့်ထုတ်ပြန်ထားပါတယ်ဆိုတဲ့ဥပဒေတွေပေါ့နော်ဒါစီမင်းစီကန်းတွေဒါတွေနဲ့အကျုံးဝင်အောင်လုပ်ပြီးတော့ဖိနှိပ်ဖို့အတွက်သူတို့စ조사မယ်တကယ်ရွေချက်ကတကယ်စစ်မှုထမ်းစီချင်တာမဟုတ်ဘဲနဲ့ပတ်စံနဲ့လာပြီးတော့ညှိနှိုင်းစေချင်တာဖြစ်တယ်ဒီဥစ္စာကလည်းဒါဖြစ်နိုင်ခြေရှိတယ်ပေါ့နော်ထပ်ပြီးတော့ပြောတာဗာလဲဆိုတော့ဒီစာကအတုမဟုတ်ဘူးတဲ့အစစ်တဲ့မြို့နယ်စစ်မှုထမ်းစင့်ခေါ်ရေးဥက္ကဋ္ဌကိုယ်တိုင်လက်မှတ်ထိုးထားတဲ့စာတဲ့သူ့နေရာမှာကြက်တန်း180နဲ့လူစားထိုးလိုက်တယ်ဆိုပြီးတော့သိရတယ်တဲ့လူစားထိုးပြီးမှစာအတုလို့ပြောရင်တော့မသိဘူးဆိုပြီးတော့အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကဒါ DVB ကိုဖြေထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဒါဖြစ်နိုင်ခြေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဒါမက်လောက်ဆရာငွေကြေးပမာဏလည်းသူတို့ရသွားမှာဖြစ်တယ်။ဒါပေမဲ့အခုလိုမျိုးပေါ့နော်စုံစမ်းပြီးတော့ဖော်ထုတ်လိုက်တဲ့အကြောင်းအရာကြောင့်မလို့ဒါနောက်ပိုင်းသူတို့စစ်ဆေးတာတွေရှိအောင်မလားဆိုတာတော့မပြောတတ်ဘူး။ဒါပေမဲ့အစင်းစင်းလိမ့်လေတယ်ဆိုရင်တော့ဒီငွေကြေးကသူတို့တွေတေချာပေါက်အကျိုးမြတ်ရသွားမှာဖြစ်တယ်ပေါ့နော်။ဒီလိုရည်ရွယ်ချက်နဲ့လည်းသူတို့လုပ်ခဲ့ကြတာဖြစ်တယ်။အဲအကြောင်းမလို့ဖြစ်လာနိုင်ခြေတော့သူတို့ကတွက်ထားပြီးသားပေါ့နော်။ဒါပေမဲ့တန်တယ်ကွာချမယ်ကွာဆိုပြီးလုပ်တယ်ဆိုရင်လည်းဒါကအများကြီးဖြစ်နိုင်ခြေရှိပါတယ်။နောက်တစ်ခုကစစ်ကောင်စီဘက်ကပေါ့နော်အခုလိုမျိုးဒါစစ်မှုထမ်းတဲ့အထဲမှာပေါ့နော်စစ်မှုထမ်းခိုင်းမဲ့အထဲမှာဒါခုနခရိုနီတွေရဲ့တထေးတွေရဲ့ဒီသားသမီးတွေဒါထည့်ပြီးတော့ခေါ်လိုက်တယ်ဆိုတဲ့ဟာကတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်တွေ့လားဒါငါတို့ကပေါ့နော်ဒါရုပ်လက်မြက်မြွေးအကုန်လုံးကိုစစ်မှုထမ်းခိုင်းတာမင်းတို့ကြီးပဲစစ်မှုထမ်းရတာမဟုတ်ဘူးတွေ့လားတထေးသားတွေတော့မှစစ်မှုထမ်းရပါတယ်ဆိုတဲ့ပုံစံမျိုးတွေသူတို့လှုပ်ရှင်တာဖြစ်တယ်ပြီးရင်ရဲဝင်းဦးကိုယ်တိုင်ကလည်းသူ့ရဲ့သားကိုစစ်မှုထမ်းဖို့အတွက်ဆိုတဲ့ပုံစံမျိုးနဲ့ရှေ့မှာသတင်းတွေထွက်ပေါ်ခဲ့ရလဲအားလုံးတွေ့လိမ့်မယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းသူတို့လိုလူမျိုးတွေရဲ့သားတွေကစစ်မှုထမ်းရမလားဆိုတော့မလွယ်ကူပါဘူးမထမ်းခိုင်းပါဘူးပြီးတော့ဒါရဲဝင်းဦးဆိုရင်လည်းသူ့သားကိုစစ်မှုထမ်းခိုင်းတယ်ဆိုရင်တော့မှပဲပေါ့နော်ခုနလိုအသေးပြောက်တွေများနေပါတယ်ဆိုတဲ့ပါစာတွေအသေးပြောက်များနေပါတယ်ဆိုတဲ့စစ်စင်ရေးလိုနေရာမျိုးတွေကို
ဘယ်တော့မှပို့မှာမဟုတ်ဘူးရုံးနေကနားတွေဒီလိုနေရာမျိုးတွေလုံခြုံရေးလုံးဝအပြည့်နဲ့ပေါ့နော်ပြောမယ်ဆိုရင်တော့အသက်အန္တရာယ်မရှိပါဘူးဆိုတဲ့နေရာတွေမှာပဲတေချာပေါက်ထားမဲ့လူမျိုးတွေပေါ့နော်ဒါပေမဲ့သူကနာမည်ကတော့ဗာလေဟာအခုဆိုရင်ဒါဘောမာတွေကပြောကြတယ်တွေ့လားဒါငါတို့ရဲ့ဗာရဲဝင်းဦးကပေါ့နော်သူ့ရဲ့တားကိုတော့မှစစ်မှုထမ်းခိုင်းတဲ့လူမျိုးပေါ့နော်အဲ့တော့သူကိုယ်တိုင်ကစဒီစီးမင်းစီကန်းတွေကိုလိုက်လာနေတာငါတို့ကဘာဖြစ်လို့ဒါကိုမလုပ်နိုင်ရမှာလဲဆိုတဲ့ပုံစံမျိုးတွေပြောနေကြရလည်းရှိတယ်မြောက်ပင့်ပေးနေကြရလည်းရှိတယ်ဒါကိုအားရဝမ်းသာဖြစ်ကြရတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီရဲ့ရွေချက်ကတော့ဒီလိုပုံစံမျိုးပဲဖြစ်လိမ့်မယ်တချို့ကတော့ဝမ်းသာနေကြရရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့သူတို့အတွက်ကဒီလိုကိစ္စတွေဆိုတာကအသေးအမွှားလိုပဲပြောမှာဖြစ်တယ်အဓိကတော့အာနာရှင်ရဲ့လက်အောက်မှာဘယ်သူမှမလွတ်ဘူးဆိုရင်တော့မှသူတို့ကလွတ်တဲ့နီလန်မျိုးတွေရှာဖွေပြီးတော့သူတို့လွတ်မြောက်အောင်ဒါအစွမ်းကုန်စူးစမ်းကြမှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တောင်မော်ဦးရေတက်စကန်ဘက်ကိုသွားကြရအောင်အဲ့တော့ကြောက်ဖြူမှာကတည်တဲ့အတိုင်းပဲစီမံကိန်းတွေလည်းအများကြီးရှိသလိုအခုလက်ရှိအနေထားရအရေးကြီးနေတဲ့နေရာတစ်ခုလည်းဖြစ်တယ်ဒီလိုနေရာမျိုးမှာပေါ့နော်စစ်မျက်နှာနောက်ထပ်တစ်ခုအနေနဲ့တောင်မော်ဦးရေတက်နားမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်ဆိုတာကစစ်ကောင်စီတွေခေါင်းချင်းစရာဖြစ်ပါတယ်ကြောက်ဖြူမျိုးနဲ့တောင်မော်ဦးရေတက်နားမှာတိုက်ပွဲတွေကတပတ်ကျော်လာပြီပေါ့နော်တပတ်ကျော်ဒီအထိတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားလာပြီးတိုက်ပွဲရဲ့အခြေအနေကအစပိုင်းမှာသူကစစ်ကောင်စီဘက်ကထိုးတာအခုနောက်ပိုင်းအခြေအနေရပြန်ပြီးတော့ပြောင်းလဲသွားတယ်အဲ့ဒါပါလဲဆိုတော့အာခတ်တော် A ဘက်ကပြန်ပြီးတော့တံပြန်ထိုးစစ်အနေနဲ့ပြန်တိုက်နေတဲ့အနေအထားမျိုးတွေဖြစ်သွားတယ်အဲဒါကြောင့်မို့တိုက်ပွဲဖြစ်ပွားတာတွေကပို့ပြီးတော့ပြင်းထန်လာခဲ့သလိုစစ်ကောင်စီကသူ့ရဲ့ရေတပ်စခန်းဒီတောင်ဝုန်းရေတပ်စခန်းကနေပြီးတော့နောက်ချန်အင်အားနောက်တိုင်းမှာပဲထားမှာပဲဆိုတော့သူတို့ရဲ့နောက်ချန်အင်အားတွေက150လောက်ကိုတိုက်ပွဲနေမြေတွေကိုလွတ်နေရတဲ့အခြေအနေထိရောက်နေပြီပေါ့နော်တော်တော်လေးအခြေအနေဆိုးနေတဲ့အဖြစ်ပေါ့နော်အခုတိုက်ပွဲကပထမတော့စစ်တပ်ဘက်ကထိုးစစ်ဆင်တယ်အခု A ဘက်ကလည်းတံပြန်ထိုးစစ်ဖြစ်သွားပြီစစ်တပ်အထိုင်ချထားတဲ့အဝတောင်စခန်းကျသွားရင်တောင်မုံရေတက်ချံကရောက်သွားပြီအဲ့ဒါကြောက်လို့အခုကနောက်ချန်အင်အား150နဲ့ပါထွက်တိုက်နေရတယ်မြေပြင်တပ်ဖွဲ့တွေသာမကရေတပ်ကလူတွေပါထွက်တိုက်နေရတယ်ဆိုပြီးတော့ဒါရခိုင်ပြည်နယ်ခြေစိုက်သတင်းမီဒီယာတွေကိုနှိစက်တဲ့သူတွေကဖြေထားတာတွေ့ရတယ်ပေါ့နော်ပြီးရင်ဒါသူတို့ကအဝတောင်ကနေစနေဘက်ကိုထိုးစစ်ဆင်ကြည့်တယ်တက်လန်ကျသွားတယ်ရှေ့မတိုးနိုင်တော့အဝတောင်ဘက်ကိုပြန်ဆုတ်တယ်အခုအဝတောင်ဝင်းကျင်ဒါတောင်ပေါ်တွေမှာပေါ့နော်အဝတောင်ဝင်းကျင်မှာရှိတဲ့တောင်ပေါ်တွေမှာတိုက်ပွဲတွေဖြစ်နေတယ်တိုက်ပွဲကိုစစ်တပ်ဘက်ကလည်းစစ်ကူပတ်ပြီးတော့ဝိုင်းတိုက်တယ် AA ဘက်ကလည်းတက်လာတဲ့စစ်ကြောင်းတိုင်းကိုစစ်ကြောင်းတွေခွဲပြီးတော့ပြန်တိုက်တယ်နှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုပြီးတော့လည်းဒါပြောဆိုထားတာတွေ့ရတယ်အဲ့တော့တိုက်ပွဲတွေကတော့ပြင်းပြင်းထန်ထန်ပုံစံမျိုးနဲ့အပြန်အလှန်တိုက်ခိုက်နေတဲ့အနေအထားတွေတွေ့နေရတယ်ချစ်တိုးလိုက်နောက်ဆုတ်လိုက်ဆိုတဲ့အနေအထားမျိုးတွေလည်းမြင်တွေ့ရမှာဖြစ်တယ်အဲ့တော့တောင်မုံရေတက်စကန်နဲ့အနီးဆုံးအဝတောင်ကျေးရွာမှာတိုက်ပွဲတွေဖြစ်နေပြီးတော့ဒီတစ်ပတ်အတွင်းအရှုံးအနိုင်အဖြေပေါ်မယ်ဆိုပြီးတော့ပြောထားတယ်တွေ့ရတယ်ဗောနော်အဲ့တော့လေကြောင်းနဲ့ drone ပစ်ကူတွေကြောင်းမလို့ဒါစစ်ကောင်စီဘက်ကခံစားနေတာတောင်မုံရေတက်ထဲကသူတွေပါစစ်ကူလိုက်တိုက်ရတဲ့အဆင့်ဆိုတော့တောင်မုံရေတက်ပါအစ်စ်ပါသွားနိုင်တယ်ဆိုပြီးတော့ဒီစစ်ရေးလေးလာသုံးသက်သူတွေကလည်းခံမှန်းပြောဆိုနေကြရတယ်ရှိပါတယ်ဗောနော်အဲ့လိုသာဖြစ်သွားပြီဆိုရင်တော့အပါ100ရွယ်ဗောနော်အဲ့တော့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကအကြရှုံးနေများနေပြီးတော့ဒဏ်ရာရတဲ့သူတွေကိုတောင်မုံရေတက်ကိုပြန်ပို့တယ်အဲ့ဒီကနေမှတဆင့်ဗောနော်အရေးပေါ်ဂိမ်းမဲ့သူတွေကိုကြောက်ဖြူကိုထပ်ပြီးတော့ပို့ပြီးတော့ကုသနေရတယ်ဆိုပြီးတော့လည်းပြောတယ်ဗောနော်အဲ့တော့တိုက်ပွဲအနေထားရစစ်ကောင်စီဟာတော်တော်လေးအသေးအံဖြစ်နေတဲ့အနေအထားတွေ့ရတယ် drone တွေလက်နက်ကြီးတွေအပြင်ကမှဒါရေတပ်ကိုပါသူတို့အားပြုပြီးတော့အားကိုးပြီးတော့တိုက်ပွဲဝင်နေရတဲ့အနေအထားတွေ့ရတယ်ပြီးရင်ရာသီဥတုနည်းနည်းတာယာပြီဆိုတာနဲ့လေကြောင်းပစ်ကူဇက်တိုက်ဆိုသလိုပေးနေရတယ်ပစ်ကူပေးနေရတယ်ဗောနော်ကြောက်ဖြူမြို့နယ်ထဲမှာလည်းတဲ့ဒဏ်ရာရတဲ့သူတွေတော်တော်များများရောက်နေတယ်ဆိုပြီးတော့သိရတယ်အဲ့တော့အဲ့ဟာရဲ့နောက်ဆက်တွဲအနေနဲ့တရားဝတီရေတက်စကန်ဌာနချုပ်တွေပြီးအမှတ်32ရဲတပ်ရင်းအပါဝင်ကာကင်းတွေမှာလည်းဘန်ကာတွေကရုတ်ချင်းတွေထပ်ပြီးတော့အသစ်ဆောက်လုပ်တဲ့ခံစစ်တွေပြင်ထားတယ်အင်အားတွေတိုးချဲ့ထားတယ်အဓိကတော့အာရခတ်တော် A ရဲ့တံပြန်ထိုးစစ်တွေကိုသူတို့အပြင်းထန်ခုခံဖို့ပြင်ဆင်နေတဲ့အနေအထားတော့တွေ့ရတယ်ဗောနော်အဲ့တော့ A ကအမြောက်တက်တွေကာပါစတွေရေတက်တွေဗောနော်ဒီဥစ္စာတွေကိုခုနောက်ပိုင်းမှာပို့ပြီးတော့အာယုံဆိုင်နေတဲ့သဘောမျိုးမြင်တွေ့ရတယ်အာမတာ344လိုနေရာမျိုးတွေကာပါစ16လိုနေရာမျိုးတွေအခုတောင်မုံရေတက်စကန်ဗောနော်ဒီလိုနေရာမျိုးတွေကိုပို့ပြီးတော့အာယုံဆိုင်နေတာဒါတွေ့ရတယ်ဗောနော်တနည်းပြောရမယ်ဆိုရင်အာရခတ်တော် A ရဲ့ဒီစစ်ရေး PR ကဗောနော်စစ်ကောင်စီရဲ့အရေးကြီးနယ်ပယ်တွေကိုပါဒါတိုက်ရိုက်ခန်းစားနေရပြီဆိုပြီးတော့ပြောရမှာဖြစ်တယ်ဒါက A ရဲ့စစ်ရေးအဆင့်တက်လာတာဖြစ်တယ်ဗောနော်ရေတက်ဆိုတာတည့်ရတိုင်းပဲဗျာနောက်ဆုံးခံတက်တယ်လို့ပြောလို့ရတယ်ဗောနော်သူတို့ကတိုက်ခိုက်ရေးတက်တွေလည်းမဟုတ်သလိုဗောနော်ပြစ်ကူပေးရတဲ့တက်တွေပဲဖြစ်တယ်တိုက်ပွဲနေမြေတွေကိုတိုက်ရိုက်ဝင်ပြီးတော့တိုက်ရမယ်တက်တွေမဟုတ်ဘူးဗောနော်အဲအကြောင်းလို့ပြစ်ကူပေးတဲ့တက်တွေကဟိုနောက်ဆုံးပိုင်းကနေပြီးတော့ပြစ်ကူပေးရတယ်နောက်ဆုံးမှကြာရမယ်တက်တွေပေါ့နော်အခုအဲ့လိုမျိုးကြာရမယ်တက်တွေနေရာအထိကိုစစ်ရေး PR တွေခန်းစားနေရပြီဖြစ်တယ်ပြီးတော့သူတို့ရဲ့စစ်သားတွေကခုနပြောသလိုပေါ့နော်တိုက်ခိုက်ရေးစစ်သားတွေမဟုတ်ဘူးစစ်မြေပြင်မှာတိုက်မယ်ဆိုပြီးတော့ရေတက်ထဲကိုဝင်သွားတာမဟုတ်ဘူးစစ်မြေပြင်မှာမတိုက်ချင်လို့ရေတက်ထဲကိုရောက်သွားတဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့တော့တိုက်ခိုက်ရေးတက်တွေမဟုတ်ဘူးသူ့ရဲ့စစ်သားတွေကလည်းစစ်မတိုက်တတ်ဘူးစစ်တိုက်ဖို့ရည်ရွယ်ထားတာလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ရေတက်လေတက်လက်ယုံတက်ဆိုတာကစစ်မတိုက်ချင်တဲ့သူတွေအတွက်ဖြစ်တယ်လက်ယုံတက်ကတော့ဒါတချို့ဆိုရင်ဒါဆက်သွယ်ရေးတို့ဘာလို့ဆိုရင်တော့BE တို့ပါလို့ဆိုရင်တော့သူကဒီတွဲဘက်ပုံစံမျိုးပေါ့နော်တိုက်ခိုက်ရေးတက်တွေနဲ့တွဲဘက်ပုံစံမျိုး
စစ်စင်ရေးထွက်ရတာရှိတယ်စစ်စင်ရေးမှာလိုက်ပေးရတာရှိတယ်ဗောနော်ဒါပေမဲ့လည်းအခုလိုမျိုးရေတက်တို့လေတက်တို့ဆိုတဲ့ဟာကကြတော့စစ်စင်ရေးနေမြေပြောမယ်ဆိုရင်တော့ဒီတိုက်ခိုက်ရေးပိုင်းနဲ့လုံးဝမသက်ဆိုင်ဘူးပေါ့ဗျာသူကအဲ့တိုက်ခိုက်ရေးပိုင်းကောင်းမွန်လုံနိုင်လို့ရအောင်နောက်ကနေပြီးတော့ပြစ်ကူပေးရတဲ့အဆင့်ပတ်မိုးပေးရတဲ့အဆင့်မျိုးပေါ့နော်အဲ့တော့မြေပြင်တိုက်ခိုက်ရေးနဲ့သူကမဆိုင်တဲ့သဘောပဲဒါပေမဲ့အခုတော့ဒီလိုတက်တွေတောင်မှပဲစစ်မြေပြင်တွေကိုရောက်နေပြီပြစ်ကူပေးရမယ်မြေပြင်တိုက်ခိုက်ရေးတက်ကိုပတ်ပိုးပေးရမယ်ဆိုပေမဲ့လည်းသူတို့ရဲ့နောက်ချန်အင်အားတွေကိုတောင်မှပဲဒါစစ်စင်ရေးဒါလုပ်နေရတဲ့အထက်မှာထည့်ပေးနေရပြီဖြစ်တယ်ဒါတွေကတော့သူတို့အတွက်တော်တော်လေးအကျက်ရိုက်စေမဲ့ကိစ္စမျိုးလို့ပြောရမှာဖြစ်တယ်ဒီလိုပို့ဆောင်လို့အဆင်ပြေလားဆိုတော့ဒါတွက်ကြည့်မယ်ဆိုရင်ဘလို့မှအဆင်ပြေနိုင်ကြအကြောင်းမရှိဘူးအဲ့တော့ကြီးတက်ပါစစ်ကောင်စီရဲ့ဒါတိုက်ခိုက်ရေးတက်တွေပေါ့နော်အဲ့ကြီးတက်ကဘလို့ပဲဖြစ်ဖြစ်ဒီရေတက်တို့လေတက်တို့တဲ့တော့သူကတော့အတွေ့အကြုံပိုင်းမှာတော့တာတယ်ဒါကတော့တေချာပေါက်တာတယ်ပေါ့နော်အဲ့တော့တိုက်ခိုက်ရေးတီးတန့်ရည်ရွယ်ထားတဲ့တက်တွေလည်းဖြစ်တယ်အတွေ့အကြုံပိုင်းလည်းရှိတယ်ပေါ့နော်ခုနတက်တွေတဲ့တာတယ်ဒီလိုမျိုးတက်တွေတောင်မှပဲအဆင်မပြေဘူးဆိုတဲ့ဟာကိုအားလုံးမြင်တွေ့နေရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့စစ်ကြောင်းတွေထိုးတယ်သူတို့စုဖွဲ့တယ်တောက်လျှောက်ပဲအင်အားတွေပို့တယ်ဟိုတက်ကနေပို့ပြန်ပြီးဒီတက်ကနေပို့ပြန်ပြီးပြီးရနဲ့စုဖွဲ့တယ်စုဖွဲ့ပြီးတာနဲ့အခါတော်အေးထိန်းချုပ်ထားပါရဲဆိုတဲ့နေရာတွေကိုစစ်ကြောင်းထိုးဖို့အတွက်ကြိုးစားတယ်။ဒါပေမဲ့လည်းအဆုံးကြရင်ပြန်ကြားရတာပါလဲဆိုတော့အထိနာပြီးတော့ပြန်ထွက်ပြေးတာတို့ပြီးရင်ဒါလုံးဝလက်နက်တွေထားပြီးတော့ထွက်ပြေးတာတို့ပြီးရင်အလင်းဝင်တာတို့ပြီးရင်စုပ်ခွင့်တောင်းတာတို့ပြီးရင်လေချောင်းပစ်ကူပေးပြီးတော့ဆွဲထုတ်နေရတာတို့အဲ့လိုပုံစံမျိုးတွေပဲကျွန်တော်တို့ကြားခဲ့ရတာများတယ်ပေါ့နော်အားကြောင့်မလို့အခုလိုမျိုးဒါတိုက်ခိုက်ရေးနဲ့မသက်ဆိုင်ပါဘူးဆိုတော့တက်ကစစ်သားတွေတောင်မှပဲအခုလိုမျိုးစစ်ပွဲမြေပြင်ထဲကိုရောက်နေရပြီဆိုရင်ခိုင်းခံနေရပြီဆိုရင်လက်နက်ချတာတွေအညံ့ခံတာတွေထွက်ပြေးတာတွေပြီးရင်အသေးပြောက်များတာတွေပြီးရင်သူတို့မိသားစုတွေရဲ့ဇောရကတက်တာတွေကိုလည်းကျွန်တော်တို့ထပ်ပြီးတော့ကြားရအောင်မှထင်ပါတယ်။ဘာကြောင့်လဲဆိုတော့တည့်ရတိုင်းပဲသူတို့ရဲ့ယောက်ျားတွေကရေတက်ကလေတက်ကပေါ့နော်ဆိုတော့ဒီလိုမျိုးတက်တွေကိုဝင်ရောက်လာတယ်ဆိုတဲ့ဟာကသူတို့ကအေးစစ်စစ်နေခြင်းလို့စစ်တိုက်ခြင်းလို့မဟုတ်ဘူးအဲ့တော့အဲ့လိုမျိုးအနေထားကနေခုသူတို့ရဲ့ယောက်ျားတွေကိုစစ်တိုက်ခိုင်းနေရပြီဆိုရင်သူတို့ရဲ့ယောက်ျားတွေသိမှသူတို့ကြောက်ကြအဲ့မျိုးကြဒါကြီးကမဖြစ်သင့်ဘူးကျမတို့တွေဒါလေတက်တို့ရေတက်တို့ဆိုတဲ့ဟာတွေကဒီလိုမျိုးလောက်ရမယ့်အလုပ်တွေမဟုတ်ဘူးအဲဒါကြောင့်ကျွန်တော်ယောက်ျားတွေကိုဒီလိုနေရာတွေကနေပြီးတော့ဗောနော်အမြန်ဆုံးဆွတ်ထုတ်ပေးပါဒါမှမဟုတ်လေကျမတို့ကိုပြောင်းရွှေ့ပေးပါဆိုတဲ့ဇောကတက်တဲ့ဟာတွေလည်းကြုံရနိုင်ခြေရှိတယ်ဗောနော်နောက်တစ်ခုကအဲ့လိုမျိုးဖြစ်လာပြီဆိုရင်လည်းစစ်ကောင်စီဘက်ကသူကတေချာပေါက်ပြောမဲ့ဟာအခုဆိုရင်တော့မှပဲပြောတာရှိတယ်ဗောနော်မဟုတ်ဘူးဒါကလိုအပ်လာပြီဆိုရင်နင်တို့ပါဝင်တိုက်ရမယ်ဒီရဲမေတွေပေါ့နော်စစ်သားမိသားစုတွေလိုအပ်လာပြီဆိုရင်နင်တို့ပါဝင်တိုက်ရမယ်နင်တို့မှလည်းတာဝန်ရှိတယ်နင်တို့ဟာလည်းဒါစစ်တပ်ရဲ့အရန်အင်အားတွေဖြစ်တယ်အဲဒါကြောင့်မလို့တက်ခွဲတွေပါဖွဲ့ပေးထားတယ်အဲဒါကြောင့်မလို့ဒါစစ်ပညာတွေသင်ပေးထားတယ်လက်လက်ငယ်အဖြုတ်တက်ဆိုတဲ့ပုံစံမျိုးတွေပြစ်ကတ်စင်တွေဒါတွေကစမင်းတို့ကိုလေ့ကျင့်ပေးထားတာဖြစ်တယ်အဲ့တော့အဲ့လိုအခြေအနေတွေကြုံလာပြီဆိုရင်ချင်းလင်းချင်းမြန်တက်တွေကရဲမေတွေမကနင်တို့ရေတက်လေတက်ကရဲမေတွေကပါဝင်ပြီးတော့တိုက်ပေးရမယ်ဆိုတဲ့ပုံစံမျိုးတေချာပေါက်ပြောမှာပဲပေါ့နော်အဲအကြောင်းမလို့လည်းအခုသူတို့ရဲ့ယောက်ျားတွေအခုဆိုရင်ဒါနောက်ချန်အင်အားတွေတောင်မှပဲစစ်မြေပြင်ကိုပို့ခိုင်းနေတာဖြစ်ပါတယ်ဆိုတော့အာခါတော်အေကအခုနောက်ပိုင်းတိုက်ပွဲတွေမှာပေါ့နော်ခန်းစစ်ကနေပြီးတော့သူတို့အခွင့်အရေးရမယ်ဆိုရင်တိုက်စစ်အသွင်ပြောင်းပြီးတော့ပေါ့နော်ဒါတိုက်စစ်တွေပြန်ပြီးတော့ဖွင့်တာတွေမြင်တွေ့ရလိမ့်မယ်ရသမျှအချိန်ရသမျှအခွင့်အလမ်းကိုကောင်းကောင်းအသုံးချအကုန်ယူပစ်တယ်အဲ့လိုပုံစံမျိုးတွေလည်းမြင်တွေ့ရတယ်ထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတွေခန်းစစ်နဲ့နေတယ်ဗျာထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတွေအဲ့စစ်ကြောင်းတွေကိုဖီယိုဖျဲဖြစ်အောင်တိုက်တယ်ပြီးတာနဲ့ဒါတံပြန်တိုက်စစ်ပုံစံမျိုးနဲ့နောက်ကနေလိုက်ရှင်းတယ်ပြီးတာနဲ့အစစ်တွေယူတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီတံပြန်တိုက်စစ်ပုံစံမျိုးနဲ့စစ်ကောင်စီရဲ့ကာကင်းစကန်တွေအဓိက point ကုန်းတွေညင်စစ်ကောင်စီရဲ့အထောက်ပံ့နေရာတွေကိုပါတပါတဲ့တိမ့်ပိုက်ပြစ်တာတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒီ point 63လုံးစကန်တိုက်တဲ့ချိန်တုန်းကဆိုလဲအဲ့လိုပုံစံမျိုးမြင်တွေ့ရလိမ့်မှာပေါ့နော် point 63လုံးစကန်တိုက်တဲ့ချိန်တော့ပထမဒါအာခတ်တော် A ဘက်ကပူပေါင်းဖွဲ့တွေနဲ့ပေါ့နော်ဒါပေါင်းပြီးတော့တိမ့်နိုင်ခဲ့တယ်စစ်ကောင်စီကပြန်ယူသွားတယ်ပြန်ယူပြီးတဲ့နောက်မှာအခုပြန်ပြီးတော့တိုက်တဲ့အချိန်မှာတံပြန်တိုက်စစ်ပုံစံမျိုးနဲ့နောက်ကနေလိုက်လံရှင်းလင်းရင်းနဲ့တခြား point ကုန်းတွေပါအစစ်ယူသွားတာတွေမြင်တွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အရေးကြီးတဲ့နေရာတွေပါတိမ့်ပိုက်နိုင်ခဲ့တာတွေရှိပါတယ်အဲ့လိုပုံစံမျိုးတွေကိုအခုနောက်ပိုင်းမှာပို့ပြီးတော့မြင်တွေ့ရတယ်အဲ့တော့ဒါကလက်ရှိစစ်မြေပြင်မှာစစ်ကောင်စီအတွက်အတော်လေးအထိနာစေသလိုဒါတော်လိုင်းအင်အားစုတွေဘက်ကကြည့်မယ်ဆိုရင်ဒါကအရန်ထိရောက်တဲ့ viewer တစ်ခုအနေနဲ့သွားဖြစ်နေတယ်အဲ့တော့စစ်ကောင်စီဘက်ကဒီဥစ္စာနဲ့ပတ်သက်လို့တော်တော်လေးအကြက်ရိုက်တယ်ဘာလို့လဲဆိုတော့သူကဆုံးရှုံးထားတဲ့နေရာတွေကိုသူတို့မှပြန်ယူရမယ်ဆိုတဲ့ပုံစံမျိုးအမိန့်ပေးခံနေရတာရှိအဲ့တော့ဆုံးရှုံးတဲ့နေရာတွေကိုသူတို့ကမတိုက်လို့လည်းမရဘူးသွားတိုက်ရအောင်အဲ့လိုသွားတိုက်ပြီးဟေးဆိုရင်လည်းသူတို့နိုင်လားဆိုတော့မနိုင်ဘူးအဲ့လိုမနိုင်လို့ထွက်ပြေးပါပြီဟေးဆိုတဲ့ခါကျရင်လည်းနောက်ကနေလိုက်ပြီးတော့ဒါတံပြန်တိုက်စစ်တွေနဲ့ရှင်းလင်းခံရတာတွေရှိတယ်လိုက်ပြီးတော့ခြေမုံခံရတာတွေရှိတယ်ပြီးရင်ခုနလိုအစစ်ပေါ့နော်ထပ်ပြီးတော့ဒါ point ကုန်းတွေအရေးကြီးနေရတယ်အဲ့လိုနေရာတွေပါထပ်ပြီးတော့တိမ့်ပိုက်ခံနေရတာရှိတယ်အဲ့တော့သူတို့အတွက်ကတော်တော်လေးကိုခြေနေဆိုးနေတဲ့အနေထားငါတို့ကသွားမတိုက်လို့လည်းမရဘူးသွားတိုက်ရင်လည်းမနိုင်ဘူးသွားတိုက်ပြန်ရင်လည်းငါတို့ဟာတွေပါထပ်ပါနေတယ်ဆိုတဲ့အနေထားကိုသူတို့ကြုံတွေ့နေရတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးနဲ့စစ်ကောင်စီကတော်တော်လေးဖိအားများနေတဲ့အနေထားမြင်တွေ့ရမှာဖြစ်တယ်အဲ့တော့ပေးထားတဲ့သူတို့ရဲ့တိုက်ခိုက်ရေးစစ်သားတွေကိုကြည့်မယ်ဆိုရင်လည်း
ပါစတွေအများစုဖြစ်နေတယ်ပေါ့နော်အဲ့တော့လက်ယုံတက်တွေပါဝင်ကူနေရတယ်အဲ့တော့ဒီအာခတ်တော် A နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေရဲ့ဒီမြေပြင်ကတိုက်ခိုက်ရေးတပ်ဖွဲ့တွေနဲ့သူတို့စီမှာရှိတဲ့ပါစတွေနဲ့လက်ယုံတပ်ဖွဲ့တွေနဲ့တိုက်ဆွမ်းရင်ချင်းရှင်းမယ်ဆိုရင်ဘလို့မှမရှင်းတာတဲ့အနေအထားတွေဖြစ်နေတာတွေ့ရတယ်ပြီးတော့ဒီကြောက်ဖြူကရောက်မယ်ဆိုရင်တော့တာမန်နေရာတစ်ခုမဟုတ်ဘူးစစ်တွေလိုပဲအရေးကြီးတဲ့နေရာတစ်ခုဖြစ်တယ်ရေနက်စိတ်ကန်းရှိတယ်ဒါတန်းငွေပိုင်လိုင်းတွေရှိတယ်တရုတ်စီမံကိန်းတွေရှိတယ်ရေချောင်းအထောက်ပံ့အများကြီးအခြေစိုက်ထားတာတွေရှိတယ်ဒါကြောင့်ကြောက်ဖြူမှာစစ်ရေးပြင်းထန်လာတယ်ဆိုတာကစစ်ကောင်စီအတွက်တော့နိုင်ငံရေးဖိအားပါတိုးလာစေနိုင်တဲ့အနေအထားဖြစ်တယ်ပေါ့နော်ကြောက်ဖြူကိုစစ်ကောင်စီဘယ်လောက်ထိထိန်းနိုင်မလဲဘယ်လောက်ထိအခြေအနေဆိုးနေသလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့နိုင်ငံရေးဖိအားတွေလည်းဒါမင်းအောင်လှိုင်အတွက်တိုးလာစေနိုင်တယ်ဒါကတော်တော်လေးဒါအရေးကြီးတဲ့တိုက်ပွဲတစ်ခုလည်းဖြစ်နေတယ်ပေါ့နော်ပြီးတော့မြေပြင်တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်မှာပြစ်ကူကအရန်အရေးကြီးတယ်စစ်ကောင်စီဘက်မှာဆိုရင်ပြစ်ကူအနေနဲ့ကြည့်မယ်ဆိုရင်ရေတက်ရှိတယ်လေတက်ရှိတယ်အမြောက်ရှိတယ်လက်နက်ကြီးရှိတယ်ဒရုန်းရှိတယ်ပေါ့နော်ဒီလိုပုံစံမျိုးနဲ့သူတို့နီးမျိုးစုံတုံးပြီးတော့ပြစ်ကူတွေပေးကြတယ်ဒါပေမဲ့အခုနောက်ပိုင်းဒီမိုးရာသီကာလဖြစ်တဲ့အတွက်ရာသီဥတုကကန့်သက်ချက်တွေဖြစ်လာတယ်ရာသီဥတုကန့်သက်ချက်ဖြစ်တာနဲ့သူတို့ရဲ့ drone တွေလေယာဉ်တွေဒီဥစ္စာတွေကလည်းအနည်းနဲ့အများတော့ကန့်သက်ချက်တွေဖြစ်လာစေတယ်ဒါကြောင့်မိုးရာသီအတွင်းတိုက်ပွဲတွေမှာစစ်ကောင်စီအနေနဲ့ဒါရေတက်နဲ့အမြောက်ပြစ်ကူကိုပို့ပြီးတော့သုံးဝနိုင်ခြေရှိတယ်စစ်ကောင်စီအတည့်အတိုင်းပဲသူက drone တွေကိုအဆင့်မြင့်ထားတယ်အခုနောက်ပိုင်းတကယ်အရန်ကိုအဆင့်မြင့်ထားတယ်အရေးအတွက်တွေအများကြီးသုံးဖို့အတွက်လှုပ်ထားတယ် drone ပုံးသီးတွေကိုအဓိကထားပြီးတော့ထုတ်လုပ်ရေးအနေနဲ့လုပ်နေတာရှိတယ်ပြီးရင်လေကြောင်းနဲ့ပတ်သက်ရင်လည်းလေကြောင်းတိုက်တဲ့ပုံစံမျိုးတွေကိုသူတို့ပုံစံပြောင်းထားတယ်အရင်လိုမျိုးပေါ့နော်စကိုင်းသိန်းတိုက်ပွဲတစ်ခုတိုက်တဲ့အချိန်မှာ fighter 2စီး wide 2စီးလောက်နဲ့လာပြီးတော့ပြစ်ကူပေးတဲ့ပုံစံမျိုးကနေ fighter ဆိုလဲလုံးဝအဆက်မပြတ်အဲ့တိုက်ပွဲမှာပြီးမချင်းကိုပဲဇက်တိုက်ဆိုလို့အုပ်ဖွဲ့ပြီးတော့လေကြောင်းတိုက်ခိုက်မှုတွေပြစ်ကူတွေပေးခဲ့တာရှိတယ်အဲ့တော့အဲ့လိုပုံစံမျိုး drone တွေလေကြောင်းတိုက်ခိုက်မှုတွေကိုပုံစံမျိုးစုံပြောင်းပြီးတော့အဆင့်မြင့်ပြီးစ조사နေတယ်ဆိုပေမဲ့ဒီမိုးရာသီကာလကသူ့အတွက်ဒီပြစ်ကူတွေကတော်တော်လေးခက်ခဲမဲ့အနေထားရှိတယ်အကန့်အသတ်တွေအများကြီးရှိလာနိုင်တယ်ဒါကြောင့်မလို့ရေတက်နဲ့လက်နက်ကြီးအမြောက်ဒီဥစ္စာတွေကိုပို့ပြီးတော့အသုံးပြုနိုင်ခြေရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဖိအားပေးဖို့ drone နဲ့လေကြောင်းဒါဒီဥစ္စာတွေကိုပုံစံပြောင်းထားတယ်ဆိုပေမဲ့စစ်ကောင်စီအတွက်ကတော့မိုးရာသီကာလကပိုပြီးခက်ခဲတဲ့ကာလတစ်ခုဖြစ်လာအောင်မယ်လို့ယူဆပါတယ်အဲ့တော့အဆုံးရှုံးနေလဲပိုပြီးတော့များလိမ့်အောင်မယ်လို့ယူဆပါတယ်ဝေဟင်ဆိုတာကတကယ်တမ်းပြောရဆိုရင်ဒါအရေးကြီးတယ်ပေါ့နော်အရေးကြီးတယ်ဝေဟင်ကအရေးကြီးတယ်ဒါပေမဲ့လည်းမြေပြင်မှာထိန်းချုပ်နိုင်မှုအတွက်မြေပြင်တက်ကပို့ပြီးတော့အရေးပါတယ်အဲ့တော့လေချောင်းကတည့်တဲ့အတိုင်းပဲမြေပြင်ကိုတိုက်ခိုက်နိုင်တယ်ဆိုပေမဲ့ထိန်းချုပ်နိုင်မှုအတွက်ကမြေပြင်တက်ကပဲအရေးကြီးတယ်လေချောင်းကဘာမှလုပ်လို့မရဘူးပြစ်ကူပေးတာပဲလုပ်လို့ရတယ်ဖြက်စီးတာပဲလုပ်လို့ရတယ်ပေါ့နော်ဒါကြောင့်မလို့ဒါ infantry control ကအရန်ကိုအရေးကြီးတယ်ဒါပေမဲ့ AA နဲ့ရှင်မယ်ဆိုရင်စစ်ကောင်စီရဲ့မြေပြင်တက်တွေကစွမ်းဆောင်ရည်ပိုင်းမှာဘလို့မှမရှင်းသာနိုင်တဲ့အနေအထားတွေတွေ့ရတယ်ပေါ့နော်တော်တော်လေးချိနေနေတယ်လို့ပြောရမှာဖြစ်တယ်ဒါကြောင့်မလို့လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့တောင်မော်ဦးရေတက်ကိုစစ်ကောင်စီဘက်ကဘလို့နီလန်းမျိုးတွေနဲ့အသေးအတန်ကာကွယ်ရမလဲဘယ်လောက်ထိကာကွယ်နိုင်မလဲပြင်အားကတက်တော် A ဘက်ကရောဒီနေရာကိုသိမ်းပိုက်ဖို့အတွက်အပိတက်သိမ်းပိုက်ဖို့အတွက်ရည်ရွယ်ချက်ရှိသလားရည်ရွယ်ချက်ရှိတယ်ဆိုရင်ရောဘယ်လိုမျိုးနီလန်းတွေတုံးပြီးတော့အောင်ပွဲတွေရယူမလဲဆိုတာကတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်တဲ့အကြောင်းဒီညနေပြောချင်ပါတယ်ဗျအားလုံး